ကိုယ်ဒီကောင်ကြတော့ကျွန်တော်တို့စိုက်ထားတဲ့မုံငင်းခင်းပေါ့ ဒီပင်လေးတွေရောဒါကိုဘယ်လောက်ကြာပြီလဲမသိဘူးစိုက် ဒီကောင်3ပတ်ကျော်ပေါ့ 3ပတ်ကျော်ဒီမုံငင်းရောကျွန်တော်တို့ပဲရက်သားလောက်ဘယ်လောက်သူ့အသက်ဘယ်လောက်ဆိုရင်စပြီးတော့စားလို့သုံးလို့ရပြီလဲမသိ ဒီကောင်အခုဒီချိန်ဆို2လကျော်3လပေါ့3လလောက်ဆိုရင်တော့အကြောင်းကောင်းကောင်းစားထွက်ပြီဒီကောင် အညောက်ထွက်ပြီဆိုလို့ရှိရင်စပြီးတော့ကျွန်တော်တို့မုံငင်းစပြီးတော့ ဟုတ်ပြီအကြောင်းဟုတ်ပြီ မုံငင်းကြတော့ဘယ်လိုဒီမြေမျိုးစားကြိုက်ပြီးတော့ဘယ်ရာသီမှာအထွက်များလဲမသိ ဒီမုံငင်းကတော့အချိန်မရွေးစိုက်လို့ရပေါ့နော်ဒီကောင်ရာတီမရွေးဒါပေမဲ့အစိုက်များတာကြတော့ဒီမိုးနောက်ပိုင်းဒီဇင်ဘာလောက်မှာအစိုက်များကြတာပေါ့ဒီကောင်ကြတော့မြေလည်းမရွေးဘူးပေါ့ဘလို့မြေဖြစ်ဖြစ်သူ့ဟာနဲ့သူအဆင်ပြေဟိုမြေဩဇာတာကောင်းကောင်းထည့်ပေးရင်ပေါ့နော်ဒီမြေဩဇာဆိုမှဟိုနောက်ချီတို့ဟိုပေါ့အချက်ချီတို့စိတ်ချီတို့အဲ့လိုမျိုးထည့်ပေးတော့အဆင်ပြေတယ်ဒီကောင် ဒီမုံငင်းကြတော့ကျွန်တော်တို့ထွက်လာပြီးတော့တစ်ခါခူးပြီးွားရင်ပြီးသွားတာလားဒါမှမဟုတ်လို့ထပ်ပြီးတော့ဒီဖြိုးထားရနေဆက်ပြီးတော့တောက်လျှောက်ထွက်နေတာလား ဒီကောင်ကကြတော့ကျွန်တော်တို့ထွက်လာပြီးတော့တစ်ခါချိုးပြီးရင်အဲ့ချိုးထားတဲ့နေရာနေပြန်ပြီးတော့ပြန်ပွားတာပေါ့အလုံးစုံ2လလောက်တော့ခူးလို့ရတယ် 2လလောက် 2လလောက်ခူးလို့ရတယ် မုံငင်းကြတော့ဘလို့ဒီရာသီဥတုကိုကြောက်ပြီးတော့ဘလို့ပိုးမွားတွေယောဂတွေဖြစ်တတ်တယ်မသိဘူးမုံငင်းမှာဆို ပုံငင်းမှာဒီကောင်ကြတော့စီးနဲ့တုံးရတယ်နော်ဒီကောင်ကြတော့ဒီမိုးကိုကြောက်တယ်မိုးရေဘယ်လိုပြောရလဲမိုးတင်းမိုးတအားရွာရင်ဒီကောင်မှာဖြစ်အပြင်ပုတ်သွားတာပေါ့အဲ့လိုမျိုးနောက်ပြီးတော့ဒီကောင်ပိုးလဲနဲ့ကြိုက်တယ်ဒီကောင်ဒီငယ်တဲ့အချိန်ကျရင်ဟိုခွီတေးပိုးဆိုတာရှိတယ်အဲ့လိုမျိုးပိုးတွေပေါ့ဒီကောင်တွေတအားဟိုကြိုက်တဲ့အခါကျအပြင်အပေါက်တွေစကားတွေဖြစ်သွားအဲ့လိုဖြစ်သွားရင်တော့ကြီးတော်ပုံနဲ့ခက်ခဲသွားတာပေါ့ အဲကြတော့အဲ့ပိုးမွားတွေမဖြစ်အောင်ကြတော့ကိုတို့အနေနဲ့ဘလို့ဒီစနစ်တွေနဲ့ဘလို့ကာကွယ်လဲမသိဘူး ဆေးဖြန်းရတာပေါ့ဒီမြေဩဇာပိုတက်ဆေးတွေ2မျိုး3မျိုးရောပြီးဖြန်းရင်တော့တစ်ပတ်2ချိန်လောက်ဖြန်းတော့အဆင်ပြေပါတယ် စိုက်တဲ့အချိန်ကနေစပြီးတော့ဒီဈေးကွက်ထဲရောက်တဲ့အခါမှာဖြစ်ကိုပြန်ပြီးဖြန်းတဲ့အထိပေါ့နော်ဘလို့အခက်ခဲတွေကိုကိုတွေ့ရတယ် ဒီမုံငင်းကြတော့ဟိုဒီနည်းနည်းရှားတဲ့အချိန်ဆိုရင်တော့အခက်ခဲမရှိဘူးပေါ့ဖြုံးရတာလွယ်ကူတယ်ဒီတအားပေါ်နေတဲ့အချိန်ဆိုရင်ဒီကောင်ကြတော့မန်လေးပို့ရတော့တာပဲမန်လေးကားတင်လိုက်ရတာပွဲယုံကြီးတွေပေါ့အဲ့လိုမျိုးကားတင်ပြီးတော့ပို့ရဖြုံးရတာပေါ့ မန္တလေးကိုပို့တဲ့အခါမှာရောကျွန်တော်တို့ဒီကားတွေပါကားတင်ပြီးပို့တဲ့အခါမှာရောလမ်းပန်းဆက်သွယ်ရေးအရာဒီကားသွားတဲ့ဒီအချိန်ကာလအရာပေါ့နော်ဒီသီးနှံတွေအတွက်ပျက်စီးမှုနှုန်းတွေလက်ဆက်မှုနှုန်းတွေဒီဟိုဘက်မရောက်တော့မှဈေးကွက်အနေထားအရာလိုချင်တဲ့ဈေးမရတော့ဟာမျိုးတွေရောအဲ့လိုမျိုးအခက်ခဲတွေရောကြုံတွေ့ဘူးလားဗျ မန်လေးပို့ပွဲယုံပို့တွေဆိုရင်တော့ကျွန်တော်တို့ကဟိုကျွန်တော်လိုချင်တဲ့ဈေးမရဘူးဗျဒီကျွန်တော်တို့ဘယ်ဈေးပဲပေါက်နေပွဲယုံရောက်သွားရင်သူဖြတ်တဲ့ဈေးပဲကျွန်တော်တို့ကရတာအဲ့လိုမျိုးဗျ မုံငင်းဒီအထွက်အများဆုံးအဲ့လိုရောင်းကအခက်ဆုံးဖြစ်သွားတဲ့ယာတီတွေဆိုလို့ရှိရင်ဘလို့ယာတီတွေမျိုးဘလို့အချိန်မျိုးမှဆိုအဲ့လိုမျိုးကဖြစ်တတ်တယ်မသိ အဲ့လိုမျိုးတော့ဒီအတီတကြပြောလို့မရအောင်တော့ဘယ်လိုပြောလို့မရအောင်လဲဆိုတော့အခုကဒီစိုက်တဲ့လူကစိုက်ပြိုးလုပ်တဲ့လူကနဲလာပြီးတော့စားသုံးသူကများလာတဲ့အချိန်ကျနည်းနည်းရောင်းကောင်းတယ်ဟိုတစ်နှစ်လောက်တုန်းကကြတော့ဒီစိုက်ပြိုးတဲ့လူများအရန်များတဲ့အခါကျတော့ဒီပစ္စည်းတွေကတအားပေါ်တဲ့အခါကျတော့နော်ဘယ်လိုဖြုံအဲ့လိုမျိုးပေါ့မကုံတာမျိုးပုံမှန်တော့မရှိဘူးပေါ့ ဒီမုံငင်းကအဓိကအပြင်တစ်နှစ်မှာဆိုလို့ရှိရင်ဘလို့လားတွေမှာသူ့ရဲ့ထွက်အားအကောင်းဆုံးဖြစ်တယ် ဒီချိန်ပဲ ဒီချိန် တချို့ကထွက်နေပြီအခုကတည်းကဒီချိန်တော့ဈေးလည်းကောင်းတယ်20တာ30တာအစည်းပေါ့တစ်စီးအဲ့လိုမျိုးပေါ့အဲ့လိုမျိုးစီးပြီးတော့ရောင်းလို့အခုဒီချိန်ကတော့ဈေးတော်ငြိမ်တယ်ဈေးကောင်းတယ်ပြောရမှာပေါ့အခုက ကျွန်တော်တို့မုံငင်းရဲ့ဈေးကွက်အကောင်းဆုံးကာလတွေကဒီခုစောင်းနှင်းဘက်လို့ပြောလို့ရတယ် ဟုတ်တယ် ကိုကြတော့လေဒီမုံငင်းကိုဘလို့ရည်ရွယ်ချက်နဲ့လို့စိုက်လိုက်ပြီးတော့မုံငင်းစိုက်လို့ရှိရင်ဘလို့အကျိုးကျေးဇူးတွေဖြစ်တယ်ဆိုတော့ဒီအကိုရဲ့အမြင်လေးလည်းပြောပြပေးပါလား ကျွန်တော်တို့ကဒီဆက်ပြိုးလုပ်တဲ့အတွက်နော်မုံညင်းစိုက်တယ်ဆိုတော့ကျွန်တော်ဒီမုံညင်းမစိုက်ခင်ခန်းချင်ဒီစိုက်လိုက်တယ်အဲ့ခါကျတော့ဟိုကတီးစားအတီးစားဖြစ်တယ်ဒီကောင်ကြတော့အညောင်စားဖြစ်တော့သူကမျိုးမတူတာလေးကိုဒီလှည့်ပြောင်းတီးနေအဖြစ်စိုက်ပြိုးပြီးတော့မြေပြင်တဲ့သဘောလဲသွားတာပေါ့အဲ့သဘောနဲ့လဲစိုက်တယ်ပြီးရင်ဒီမုံညင်းကကြတော့လောက်အားလဲအဲ့လောက်ထိမဝင်ဘူးပေါ့နော်ဆေးတွေဘာတွေလဲအဲ့လောက်ထိဟိုအရွယ်ရောက်လာပြီဆို30ဆရာမလို့တဲ့အတွက်အလွန်အကျွံ30ဆရာမလို့တဲ့လူအတွက်လည်းအတေးဟိုကင်းတာပေါ့အဲ့ဒီအတွက်နဲ့လည်းရွယ်ပြီးစိုက်တာ
ကိုဝက်တွေလည်းမွေးထားတာပေါ့မွေးပြူလည်းတွဲလောက်တာပေါ့ ဟုတ်တယ်ကို အခုလက်ရှိရောအဲ့ဒါဆိုလို့ရှိရင်ဝက်တွေကဘယ်နှကောင်လောက်မွေးထားလဲ လက်ရှိတော့6កောင်ပဲကျန်တာပေါ့6កောင်အပြင်မှာ2កောင်8កောင်ပေါ့ ရှစ်ကောင်ဝက်စမွေးမဲ့ဟေးဆိုလို့ချင်းဘာတွေလောက်ရမလဲဆိုတာလေးကိုပြောပြပြီးတော့ ဝက်စမွေးမယ်ဆိုရင်တော့ဝက်ဘယ်လိုမွေးရမယ်ဘယ်လိုကျွေးရမယ်ဘယ်လိုမွေးရမယ်ဆိုတဲ့အရာကိုအရင်ကျွန်တော်တို့လေ့လာဖို့လိုတာပေါ့နော်အဲ့ဒီကောင်လေ့လာပြီးမှပဲမွေးရတာအဆင်ပြေတယ်မဟုတ်ရင်ဆုံးရှုံးမှုအများများလို့ ဟုတ်ပေါ့အကိုရောဒါဒီဝက်တွေဆိုလို့ရှိရင်ဘယ်လောက်ထဲကစမွေးထားဒီဝက်လေးတွေဘယ်နှစ်ရက်သားလောက်ဘယ်လိုကနေစပြီး ကျွန်တော်တို့ကျတော့ဒီဝက်တွေကိုကျွန်တော်တို့ကဒီ45ရက်တာနှုတ်ခွဲယူလာပြီးတော့မွေးလိုက်တယ်မွေးပြီးတော့ဒီမျိုးမဆိုဒီကောင်တွေကျအကုန်လုံးမျိုးမတီးတန့်ခြံထားလိုက်တာဒီကောင်ဟာတားဖောက်ဖို့တီးတန့် ဝက်တွေကဒီကို45ရက်သားကနေစပြီးမွေးပြီးဟေးဆိုလို့ရှိရင်မှမျိုးဖောက်မယ်ဟေးဆိုလို့ရှိရင်ဘယ်အချိန်မှစပြီးတော့မျိုးဖောက်လို့ရတယ်သူ့အသက်ဘယ်လောက်မှစပြီးမျိုးဖောက်လို့ရ ကြည်ုံနဲ့တော့ဒီခန္ဓာကိုယ်အလေးချိန်30ကျော်ပေါ့30ကျော်တို့ဝိ30ကျော်လောက်ဆိုရင်တော့မျိုးဖောက်တာအကောင်းဆုံးပေါ့တအားငယ်တော့လည်းမဖြစ်တအားကြီးလွန်းတော့လည်းအဆင်မပြေဘူးပေါ့နော်ကျွန်တော်မျိုးဖောက်ဖို့အရွယ်ရောက်တဲ့အချိန်ကသူကြီးထွားမှုကြီးထွားနှုံးပေါ်မှာမူတည်တာပေါ့ ဝက်တွေလည်းမွေးတယ်စိုက်ပျိုးရေးလည်းလုပ်တယ်ဆိုတော့ဒီအကိုစိုက်ပျိုးရေးလုပ်ရင်လည်းဝက်ကြတော့ဘယ်လိုရည်ရွယ်ချက်နဲ့မွေးဖြစ်သွား အစတုန်းကကြတော့ဒီစိုက်ပျိုးရေးလောက်တာပေါ့နော်စိုက်ပျိုးရေးတစ်ခုတည်းနဲ့အဆင်မပြေတော့လို့ဘလို့မှအဆင်မပြေနိုင်တော့လို့ဒီဝက်ပါတီးတန့်မွေးလိုက်တာပေါ့ဒီဝက်မွေးမယ်ဆိုပြီးတော့အစတုန်းကတော့တစ်ကောင်နှစ်ကောင်ပဲပြီးကြမှာနည်းနည်းများလာတာပေါ့ ဝက်တွေအစာကျွေးဖို့ကြတော့အဓိကဘလို့ဟာတွေကိုကျွေးတယ် ဒီကျွန်တော်တို့ဒီကောင်တွေကြတော့အဆောင်တွေဘော်ဒါဆောင်နေတာနော်အဲ့လိုသမင်းကြံဟင်းကြံတွေကိုစုပြီးတော့ပြန်ပြီးတော့ကြိုပြီးတော့ချက်ပြီးတော့နော်ကျွေးတာအဲ့လိုမျိုးကျွေးတယ် ကိုယ့်ရဲ့ဒီစိုက်ပျိုးရေးဒီခြံထွက်ခဲ့ခြံရဲ့ဒီအပင်တွေရဲ့ဆုံးဖြတ်ပစ္စည်းတွေကနေဒီကောင်တွေကိုအစာကျွေးလို့ရတယ် ရတယ် ဘယ်သီးနှံတွေထွက်ပြီးဟေးဆိုလို့ချင်းအကိုစိုက်ခင်ရဟာတွေသူတို့ကျွေးတယ် ဂေါ်ခန်းညောင်းတို့ဒီပုံညင်းတို့အဲ့လိုမျိုးကြတော့ရတယ်ပြီးဟိုတခြားပေါ့ဒီဟင်းတီဟင်းရွက်အစိမ်းရွက်မှန်သမျှဒီကောင်တွေကစားတော့ကျွေးလို့ရတယ်ဒီကောင်တွေကြတော့အဆင်ပြေတယ် ဒီဟာတွဲမွေးထားလို့ရှိရင်ဒီကျွန်တော်တို့ဒီစိုက်ခင်းရထွက်တဲ့သုံးမလို့တဲ့ဒီစွန့်ပစ်ပစ္စည်းတွေလည်းဒါသူတို့ဒီဝက်တွေကနေရောပေါ့နော်အခုဒီစိုက်ပျိုးရေးမှာပြန်ပြီးတော့အသုံးချလို့ရတာရှိလား ရတယ်ကိုအဲ့ဒီကောင်ကြတော့ဒီဝက်ချီတွေကနေပေါ့နော်ဒီစက်တုံဖြူတို့ဂေါ်ခါခင်းမှာထည့်တယ်ဆိုရင်တော်အဆင်ပြေတယ်ပေါ့မြေဩဇာဖို့အများကြီးတက်တာလားပေါ့နော်အဲ့လိုမျိုးတော့တစ်ချက်တော့အတားချက်ရှိတာပေါ့ စိုက်ပျိုးရေးနဲ့မွေးမြူကိုတွဲလို့ရတဲ့အတွက်အဓိကအားတာချက်လေးတွေကိုပြောပြပြီးတော့ အာတာချက်ဆိုတော့ဒီဝက်မွေးတာကြတော့လူကိုအဲ့လောက်ထိမပင်ပန်းစေဘူးပေါ့နော်လောက်ရကန်ရတာအဲ့လောက်ထိလက်မဝင်ဘူးတို့ကကျွေးချိန်တိုင်းကျွေးလိုက်ကြည့်ချိန်တိုင်းကြည့်လိုက်ဒီလောက်ပဲတာမန်နေလဲတရက်ကုံသွားတာနဲ့သူဒီဝက်မွေးထားရင်လည်းတော့မနက်ဆိုအစာကျွေးလိုက်ညဆိုအစာကျွေးလိုက်နေအောင်နဲ့ကုံသွားတဲ့အချိန်အတွက်ဒီကျွန်တော်တို့ဒီဝက်ကိုကြည့်နေမယ်ဆိုရင်ပေါ့ကိုယ့်အတွက်အချိုးကျေးဇူးကြံတာပေါ့နော်ကိုစိုက်ထားတဲ့အတီးကိုပြန်ရိတ်သိမ်းရတာပေါ့ဒီငွေအလုံးလိုက်ပြန်ဝင်လာတဲ့အချိန်မျိုးမှာဆိုရင်တော့စိတ်ချမ်းသာတာပေါ့အဲ့လို ဟုတ်တာပေါ့နော်ဒီငွေသူရှိရတစ်လုံးနဲ့ပြန်ဝင်တဲ့ခါမျိုးများကြောင့် investment ကိုယ့်ရဲ့ဒီဟိုတော့မှလိုအပ်တဲ့ဟိုစက်ပစ္စည်းတွေပဲဖြစ်ဖြစ်လိုအပ်တဲ့သွင်းအားစုတွေကိုပြန်ဝယ်လို့ရတယ် ဟုတ်တယ် ပြန်ပြီးတော့ investment ကောင်းကောင်းဖြစ်တဲ့ ဟုတ်တယ်ရင်းနှီးဟုတ်ကဲ့ဟုတ်တယ်အလုပ်တော့အလောက်ထိမရှုပ်ပေါ့တော့ဒီကောင်ကြတော့ အခုပေါ့နော်အခုဒီအခုအခင်းနေတဲ့မှာပဲကြောက်စိန်ကောရကာမုံရင်းအဲ့အပြင်ဘာတွေလဲဟိုယာတီလိုက်စိုက်သေးလဲမသိဘူးဗျ ယာတီလိုက်စိုက်တဲ့ဟာကြတော့ဒီအခုနကျွန်တော်ပြောတယ်လို့မျိုးတီးနံတွေမှာထက်အောင်တော့ဒီကောင်တွေစိုက်ပြီးပြီဆိုရင်ကျွန်တော်ကတချို့ယာတီဒီကောင်တွေကုံသွားရင်ခါချက်စိုက်တယ်မုံရင်းတွေစိုက်ထားတဲ့နေရာဆိုနောက်4လပိုင်း5လပိုင်းလောက်ဆိုရင်ခါချက်စိုက်မယ်ဒီပဲကြောက်စိမ်းစိုက်ထားတဲ့နေရာကျရင်ဟိုပါပေါ့မုံရင်းထုတ်တယ်အဲ့လိုမျိုးပေါ့ရှေ့ပြောင်းအဲ့လိုမျိုး စိုက်သွားပါ ဟတိလက်အဲ့လိုမျိုးစိုက်ပါတယ်ခင်ဗျာ ဒီနေ့ကျွန်တော်တိကျမအောင်တေချာစိတ်ရှိလက်ရှိဖြည့်ပြီးတော့နေရာဆောင်လိုက်ပြပေးရတဲ့အတွက်ကိုယ်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်အဲ့ဒါဆိုခွင့်ပြုပါအောင်ဗျာ ဟုတ်ကဲ့ပါဗျာ